အားဖြင့်တက်ရှာပြီပေါ့။ညာတဲ့ကိုမောက်တဲ့မင်းဟာဒီနေရာမှာတော့ပြင်းမင်းဆိုတာကမှသိနေရနိုင်အောင်ပြောတာမျိုးကြောက်လာတယ်ရော။တော့ကိုဆိုတဲ့ဒေဒီလေးကလည်းအတော့ကကိုယ်လေးသာရှိရတာ။အဲ့ဒီကိုယ်လေးသာရှိတဲ့ပေါ့ပဲ။ဥပ္ပချစစ်စီကိုပေးလိုက်တဲ့အခါကိုယ်အတွင်းမှာရှိနေကြတဲ့စိတ်ကိုယ်ကိုယ်ညာမှာဘယ်တော့မှမကွဲပါတဲ့တိကျသွားလေးနဲ့မှာအမြဲတမ်းပြီးသွားကြတယ်။ဘယ်လောက်များအတင်းမှကြီးကောင်းနိုင်ပါလား